အိမ်ကလိုက်ပို့နေကြဒီနေ့မှလိုက်မပို့တော့ညီမဘလို့ဖြစ်လို့လဲမသိဘူးလိုက်ပို့ရနေပဲကြုံရတယ်အရာလည်းကြောက်တယ်အဲ့ဒါ Transeli New Channel မှာကြိုဆိုပါရရှင်လက်တလောနာမည်ကြီးနေတဲ့ဗီဒီယိုလေးကိုတင်ဆက်ပေးလိုက်ပါရရှင်ကျမနဲ့အတူတူကြည့်ဖို့ဖိတ်ခေါ်ပါရရှင်ဒီနေ့တွေ့ကြတော့မဟုတ်လူမရှိရှိပြောလိုက်မနော်ဒီနေ့လေယောက်ျားလုံးသူကအလုပ်ကိစ္စရှိလို့လိုက်မပို့နိုင်ဘူးအိမ်ကအဖေအမေတွေကလည်းအလုပ်ကိစ္စရှိလို့လိုက်မပို့နိုင်ဘူးလိုက်မပို့နိုင်တော့အတော်တော့ဗစကားစီးသွားတယ်တက်စီမစီးနဲ့ဆိုတော့တက်စီသမားတွေကတတ်တယ်ဆိုတော့တရင်ကြလို့ဆိုမစီးဖြစ်ဘူးအဲ့နဲ့အပြန်ဗစကားစီးတယ်ဗစကားလေးစီးရဲစီရောစံညာစီ18ပေါ့နော်အဲ့စီးကမြောက်ကလာဘက်ကိုစီးပြီးပြန်လာရဲဆိုတော့အဲ့စီးလာတဲ့ဟာတခုကဒီနေ့ဘယ်သူမှမအားလို့လိုက်မပို့တော့စီးလာရဲကားစပေယာနေပြီးတော့ကပိုင်နိုင်တတိပြူရဲ့နောက်ကတတိပြူပါလားမပါလားတော့မသိဘူးကပိုင်နိုင်ပဲကြားလိုက်တယ်ကြားရောအဲ့ဒီအကောင်ကအသားဖြူနဲ့ပတ်တိုင်းဝင်နေရှိရပြီးလို့ရှိရင်လက်မင်းမှာမိုက်ခရိုဖုန်းပုံစံတတူထိုးထားတယ်သူကကားပေါ်ဆက်ရောက်လာတော့သူ့လည်းကိုမကြည့်ဘူးသူကကိုကြည့်နေဆိုကိုစိတ်တွေကအလိုလိုတိနေတိနေတော့ကိုစိတ်ထဲမှာသူ့ကိုမကြည့်ပြီးတော့ငါနဲ့ရွှေတူပဲဆိုတော့ငါအိမ်နောက်တယ်မဲ့မသိဘူးငါ့ကိုကြိုက်လို့ကြည့်နေရဲ့အဲ့လိုပဲထင်တာအဲ့လိုပဲငါကြိုက်လို့ကြည့်နေဆိုရွှေတူကြီးဆိုဘာမှမဟုတ်ဖြစ်ဘူးဒါပေမဲ့ရုပ်ကိုကြည့်လိုက်လဲသူဟိုဘက်လဲနေကြမယ်ရုပ်ကိုလျှက်တစ်ပြက်ကြည့်တော့အသက်က30ကျော်လောက်ဖြစ်နေပြီအဲ့လိုပဲခုနပြောရဲကအသားဖြူပတိုင်းမွေးနေလက်ဘေးမှာတတူမိုက်ခရိုဖုန်းတတူထိုးထားတယ်အဲ့ဒါကိုတစ်ဖက်ကလက်တန်းအမြင့်ကိုကင်ထားတယ်တစ်ဖက်ကခုံပေါ်ကိုလက်တင်ထားတယ်တင်ထားတဲ့လက်ကို तू ကဘယ်လိုပြောလဲဆိုလို့ရှိရင် तू လက်နဲ့လာပြီးတော့ညီမရဲ့လက်ကိုသူ့ရဲ့လက်မဖြစ်လက်နဲ့ပေါ့လာပုတ်နေတယ်ပို့ကိုရုပ်တရက်ဒီလိုဆွဲဖြုံးလိုက်လို့ရှိရင် तू တိသွားမယ်ဆိုပြီးတော့ကိုကဒီလိုမျိုးရားတယ်လို့မျိုးပေါ့ခေါင်းရားတယ်လို့မျိုးဆိုပြီးတော့ကောက်ချီအောင်စောက်ပြီးတော့လက်ကိုဖြုတ်လိုက်တယ်ဖြုတ်ပြီးတော့လဲကြောက် तू ကဒလဲဆက်ကိုကြည့်နေအဲ့အချိန်မှာအသက်30ကျော်အန်ဒီ30ကျော်လောက်ရှိရဲ့အသက်30ကျော်40လောက်ရှိမဲ့အမကြီးကညီမမျက်နှာပြက်နေရအောင်တည်တော့ तू ကလူ3-4လောက်အကျော်ကနေပြီးတော့အဲ့အကောင်ကိုကြည့်ပေးနေကြည့်ပြီးတော့ကိုယ်စိတ်ထဲလဲအဲ့အန်ဒီကိုကျေးဇူးတင်နေရဘာလို့ဆိုကိုလည်းအရင်ကြောက်နေပြီဘာလို့ပါကြရမယ်လဲမသိဘူးအဲ့ဒါကိုအဲ့ဒီချိန်မှာမှတ်တိုင်ဒီမှာအဲ့ဒီမှတ်တိုင်မှာဆင်းမဲ့အဲ့ဒီမှတ်တိုင်ကိုရောက်တဲ့ဆင်းမဲ့သူအဖိုးကြီးတယောက်ကညီမကိုထပြီးရောညီမကအဲ့မှတ်တိုင်မှာထွာဖြစ်လိုက်တယ်ထိုင်လိုက်တယ်မှတ်တိုင်မှာပေါ့မှတ်တိုင်လဲကြာအဲ့ဦးလေးရဲ့နေရာကိုထိုင်လိုက်တယ်ထိုင်အောင်ကိုယ်စိတ်ထဲမှာပျော်သွားတယ်ဟဲလူကဒီလူကြီးနဲ့လွတ်သွားပြီပေါ့အဲ့လိုမျိုးထင်တယ်ဖြစ်ချင်တော့နောက်တစ်မှတ်တက်လဲကြာကိုဘေးနာချားထိုင်နေတဲ့သူတယောက်ကထပ်ထိုင်နေထိုင်ရောအဲ့ဒီခုနအကောင်ကညီမပေးနာမှာလာထိုင်ရောလာထိုင်ရောသူကတကိုယ်လုံးနဲ့ညီမကိုပုတ်နေရညီမလည်းရှက်တယ်ကြောက်တယ်ဘောနော်အဲ့ဒီကိုလုံးပုတ်နေရောညီမရှက်မပြောရင်အဲ့ဒါနဲ့ညီမမပြောဒီတိုင်းပဲနေရပါနေပြီးအဲ့ကောင်ပုတ်နေရဒလဲဆက်လည်းမျက်နှာကိုကြည့်နေကားဘရိတ်အုပ်လိုက်လို့ရှိရင်မျက်နှာတော့ရောက်နေပြီဒီလောက်ဖြစ်နေပြီမျက်နှာကိုဒီလိုလွှဲပလိုက်ရတယ်နမ်းမိမဲ့အနေထားမျိုးဖြစ်နေပြီအဲ့လိုနမ်းမိမဲ့အနေထားမျိုးဖြစ်နေတော့ကိုအရင်ကြောက်နေရကွာခုမှ Facebook ပေါ်မှာအများနဲ့ new feed တွေမှာဖတ်နေရတဲ့တတိယဘယ်လိုဖတ်နေရလဲဆိုအများနဲ့တက်စီ5စီလို့ရှိရင်လူတက်သွားတယ်တော့မှ3ယောက်တက်လို့ရှိရင်1ယောက်ပဲပေါ်တယ်အဲ့လိုတတိမျိုးအမြဲကြားနေရတယ်ပြီးလို့ရှိရင်တချို့အမတွေတချို့ညီမတွေရှိထားဒီလိုမျိုးကြုံရတယ်ပေါ့ကိုလည်းမှတ်ထားတော့ကြောက်တယ်အော်လည်းမအော်ရဲဘူးကိုတက်သွားမှလည်းကြောက်တယ်ရေနဲ့လည်းမသေးချင်ဘူးအဲ့ဒါကိုမအော်ရဲခင်မကောရတော့ကိုအိမ်မှတ်တိုင်လေးရောက်ကြိုလည်းမပြောဘူးစပယ်ရအောင်ဘာဖြစ်လို့ဆိုကိုခုံစင်းမယ်မြင်ခုံစင်းမယ်ဘာဖြစ်လို့ဆိုသူလိုက်လာမှဆိုလို့ကြောက်တဲ့အတွက်မြင်ခုံစင်းမယ်ဆိုပြီးမြင်ခုံစင်းမယ်ဆိုပြီးတော့ခုံစင်းတော့နောက်ကပါ तू ကအသေးပဲအဲ့ဒီကားအောက်ကိုလိုက်လာ
အဲ့လိုမထင်ထားဘူးသူများကြီးလည်းအဲ့လိုမကြုံဘူးကားပေါ်မှာဒီပဲကြုံရတာဘလို့တော့ကန်ဆိုးလည်းမသိဘူးကားပေါ်လိုက်စင်းနေလိုက်စင်းနေလိုက်စင်းရောလိုက်စင်းပြီးတော့ကိုယ့်အိမ်ရောက်တယ်ရှောက်လေးရောက်ကိုယ့်အိမ်မှာအဖေတို့တော့ခတ်သွားတယ်မရှိဘူးမရှိရောအိမ်ရှိအိမ်မှာတော့အပ်ခဲ့လားဆိုအဖေတို့မအပ်ခဲ့ဘူးတဲ့ညီမလေးဖေခုမှကားနဲ့ထွက်သွားတယ်ဆိုမိုင်တို့အိမ်မှာခဏတဖြုတ်သမီးပုံပြီးနေမယ်လို့ဘာဖြစ်လို့ဆိုသမီးအခုလက်ရှိအရန်ကြောက်နေတယ်သမီးနောက်မှာအကောင်တကောင်လိုက်လာရဲ့လို့အင်ကြီးအမဲနဲ့ကောင်လာတဲ့အိမ်ထီကိုလိုက်လာနော်ဟိုးထုတ်ကဘာလဲအောက်ဆိုင်ပြီးစောင်းထားမလားဟုတ်တယ်လို့အသားဖြူဖြူနေလို့အဲ့ဒါလေဟိုဘက်ညီမတို့လမ်းမှာဟိုဘက်အချမ်းမှာလေအဲ့ဒီဘောလုံးကန်နေရဲ့ဘောလုံးမဟုတ်ဘတ်စကတ်ဘောပုတ်တဲ့နေရာရှိရဲ့ဘတ်စကတ်ဘောပုတ်နေတဲ့နေရာအထိကိုမတည့်ရက်ပြီး तू ကချက်ကင်လိုက်နေပါမသိ तू ဘတ်စကတ်ဘောလာကြည့်ရပါတကယ်တော့မဟုတ်ဘူးဘတ်စကတ်ဘောချက်ကင်လိုက်နေညီမဘယ်အချိန်ပြန်ထွက်လာမလဲ तू ကသိကျင်တာအဲ့အချိန်မှာညီမအဖေကလည်းဘယ်တော့မှမကြောက်ဘူး10မိနစ်လောက်ကြာရောက်လာတယ်ရောက်လာအဖေကသမီးတဲ့ကျွန်တော်သမီးရောဒီအိမ်မှာပုံနေတဲ့အဲ့ကောင်လိုက်လာလို့တဲ့အိရှိရပြောအဲ့နဲ့အဲ့ဒီဘတ်စကတ်ဘောရှင်းနေအောင်အဖေကသွားဟေ့အောင်နဲ့မင်းရတဲ့ဗမာနေရလဲတဲ့ကျွန်တော်ကမြောက်တကုံကမြောက်တကုံကကောက်ကဒီမှာရှိနေစရာဘာအကြောင်းမှမရှိဘူးတဲ့ဒီမှာရှိနေစရာဘာအကြောင်းမှမရှိမင်းနဲ့ကြည့်ချက်လို့တဲ့မင်းသိမယ်တဲ့မင်းမျက်လုံးငါမကြိုက်ဘူးတဲ့အဲ့လိုပြောလိုက်တာပြောအိရှိအဲ့ဒါနဲ့ချစ်ချင်းဘာလဲ तू ကအဲ့လိုပြောတာနဲ့သူကချစ်ချင်းထွက်သွားပြီးပြီးပေါ့ကိုကထွက်လာလို့ပဲရှိသေးတယ်အဲ့နဲ့အဲ့ဒီအိရှိရအဖိုးကြီးကသမီးရေးတဲ့မထွက်လာနေအောင်တဲ့လမ်းထိပ်မှာတစ်ချက်ပြန်ကြည့်နေရဲ့တဲ့အဲ့ဒါနဲ့လမ်းတွေကအကိုကြီးတွေအဲ့လမ်းတွေကပေါ့နော်အဲ့ဒီဦးလေးတယောက်ရဲ့အဖေရဲ့အဲ့နဲ့မတ်တရက်ပြီးထွက်ကြည့်ပြီးအဲ့လိုသွားတော့မှဂျစ်တီဂျင်းနဲ့သွားတာအဲ့ဒီနေ့ဘယ်လောက်တောင်ကြောက်လဲတခါမှလည်းပတ်စကားလည်းတယောက်တည်းမစီးဘူးအဲ့လိုအိမ်ရပဲအမြင်လိုက်ပို့နေရအဲ့ဒါအခုဘာဖြစ်လို့လိုက်တင်ပြီးတော့ပြောရလဲဆိုလို့ရှိရင်လေညီမသူများကြီးလို့စာနဲ့မရေးတတ်ဘူးအခုစာနဲ့မရေးတတ်တော့လေအခုတယောက်တည်းတွေကိုနဲ့ရွှေတူလေးကြောင်းတက်နေတဲ့ညီမရှယ်တူတငယ်ချင်းတွေရှိမယ်ညီမတွေရှိမယ်အမတွေရှိမယ်အလုပ်သွားနေရအမတွေရှိမယ်အဲ့ဒါစိတ်ပူပြီးတော့ညီမလိုက်လွင်ပြီးပြောလာအရင်လဲကြောက်နေတယ်တူးတွေတုံနေအမြဲတမ်းအိမ်ကလိုက်ပို့နေကြဒီနေ့မှလိုက်မပို့တော့ညီမကဘလို့ဖြစ်လို့လဲမသိဘူးလိုက်မပို့ရနေပဲကြုံရတယ်အရင်လဲကြောက်တယ်အဲ့ဒါညီမတကယ်လို့ဖြစ်နိုင်လို့ရှိရင်တော့ရကြလို့ရှိရင်ညီမရဲ့အတွေ့အကြုံရေးပြီးတော့တင်ပေးမယ်ဘာဖြစ်လို့လဲဆိုအရင်အခုကရှောက်ကပဲအဲ့ဒါညီမပြောပြချင်တယ်အဲ့ဒါကိုပြောပြချင်လို့လိုက်လွင်တာနာမည်ကြီးနေတဲ့ဗီဒီယိုလေးကိုကြည့်လို့ရအောင်ကျမတို့ channel လေးကိုစခိုင်လေးလုပ်ထားပေးပါရှင်ခါကျေးဇူးတင်ပါတယ်ရှင်